ချစ်သားလေးအမေအိုးလာပြီနော်သားကိုမာကျင်တာကအမေကိုစိတ်ရှိတီးခံပေးပါကွယ်အမေကိုနားလည်ပေးဖို့ပြောချင်ပါတယ်အမေကအသက်ကြီးလာပြီလေအမေစကားပြောရင်စကားတစ်လုံးကိုထက်ကပြောမိလာတာမျိုးရှိပါလိမ့်မယ်အဲ့ဒီအချိန်မှာသားကအမေအဲ့ဒါကိုပဲထက်ကပြောနေတယ်ဆိုပြီးဒေါရတွေနဲ့မတုံ့ပြန်ပါနဲ့ကွယ်သားငယ်ငယ်တုန်းကမှတ်မိလားအမေကလေသားကြားဘူးနေတဲ့ပုံပြင်တွေကိုပဲညာတိုင်းထက်ကပြောပြရမှာသားကအိတ်သက်တာလေအမေကရေမချိုးကျင်ဘူးလို့ပြောတဲ့အခါအမေကိုစိတ်မဆိုးရဘူးနော်သားငယ်ငယ်လေးတုန်းကရေချိုးပေးမယ်လို့တိုင်းအမေကိုစင်ကြေတွေမျိုးပေးပြီးဟိုပြေးဒီပြေးလုပ်တဲ့သားလေးကိုတတိယလိုက်ပါကွယ်အမေကသားတို့သုံးနေတဲ့ဖုန်းတွေကွန်ပျူတာတွေကိုနားမလည်လို့မေးတဲ့အခါမှာအမေကိုစိတ်ရှိထားပြီးရှင်းပြပါလားကွယ်အမေကဤပညာခင်မှာကြီးပြင်းလာတာမဟုတ်ဘူးလေဖုန်းကိုတောင်ဘလို့သုံးရမလဲဆိုတာမင်းနဲ့အားဆိုင်လေ့လာနေရတာသားငယ်ငယ်တုန်းကလေသားကိုထမင်းစားတတ်အောင်အဝိစားတွေဝတ်တတ်အောင်ခေါင်းဖြီးတတ်အောင်နေ့တိုင်းအမေသင်ပေးခဲ့ရတယ်ကွယ်အမေတခါမှစိတ်မပြတ်ခဲ့ပါဘူးအမေအိုတွေကိုစိတ်ရှိပြီးဒီခံပေးဖို့ဆိုတာသားတို့အမေအိုတွေဖြစ်လာတဲ့နေ့မှာနားလည်လာပါလိမ့်မယ်သားနဲ့အမေစကားပြောနေရင်နဲ့အမေစကားကဘယ်ရောက်လို့ရောက်မှမသိရင်လေနားလည်ပေးပါကွယ်အမေကိုလမ်းကြောင်းပြန်တဲ့ဖို့သားကထောက်ပေးရမှာပေါ့အမေမှာမှတ်ဉာဏ်တွေတိတ်မကောင်းတော့ဘူးလေအမေအနာမှာသားကလွဲပြီးဘယ်သူရှိလို့လဲအသက်တွေကြီးလာတော့စိတ်သွားတိုင်းကိုမပါနိုင်တော့ဘူးလေလမ်းလျှောက်ရင်လေခြေထောက်တွေကသုံးဆွဲထားတယ်လို့ဖြစ်နေတော့ဘယ်မှာမြန်လျှောက်နိုင်တော့မှလဲအမေကိုအမေကလည်းမြန်လျှောက်တာမဟုတ်ဘူးလို့အပြစ်မတင်ပါနဲ့လားကွယ်အမေကိုလဲလေးတွဲပြီးရှောက်နိုင်အောင်ဖေးမပေးပေါ့ဒါလမ်းလျှောက်တက်ခါစားကအမေလက်တွဲပြီးရှောက်နိုင်အောင်လုပ်ပေးခဲ့တာလေးကိုတတိယလိုက်ပါဒါရီတနေ့တစ်ချိန်ချင်းဒါလည်းအမေလိုပဲအိုလာပါလိမ့်မယ်ဝမ်းမနေပါနဲ့နော်အမေနဲ့အတူတူနေရင်ကငါတနေ့အိုလာရင်ဘယ်လိုနေရမလဲဘယ်လိုနေတင်တယ်လဲဆိုတာကိုလက်တွေ့တင်ယူထားပေါ့နော်အမေအသက်ကြီးလာချိန်မှာဘယ်နေ့ပဲချိန်လူလောကကြီးတဲ့ကနေထက်တွားရမယ်မသိတဲ့အချိန်မှာအမေကိုအချစ်တွေမြတ်တာတွေပျော်ရွှင်မှုတွေမျှဝေပေးတဲ့အတွေ့သားကိုကျေးဇူးတင်ပါတယ်ကွယ်အမေကသားအတွက်အပြုံးလေးတွေပဲပြန်ပြီးသုံးပြန်နိုင်တော့တယ်သားစီကလည်းချစ်တယ်မမေဆိုတဲ့အစကားတန်လေးပဲကြားကျင်ပါတော့တယ်သားကိုချစ်တဲ့မမေ